လက်ရှိမြန်မာနိုင်ငံမှာအရန် trend ဖြစ်နေတဲ့တစ်ချက်ထိုးပိန်ဈေးတွေအကြောင်း BBC ကတင်ထားတဲ့ post လေးတစ်ခုကျွန်တော်ဖတ်လိုက်ရတယ်။အဲ့ဒါကပိန်ဈေးထိုးပြီးဝှချသူတွေဆေးဖြတ်ပြီးနောက်တစ်လမှာပြန်မြ2ပေါင်နီးပါးပြန်တက်လာနိုင်တယ်လို့လေ့လာမှုအသစ်တစ်ခုကဆိုပါတယ်တဲ့။မအံ့ဩပါနဲ့ကျွန်တော်ဒါတွေကိုကြိုမြင်တာတော်တော်ကြာပါပြီ။တကယ် body transformation specialist တယောက်အနေနဲ့ကဒီဆေးတွေကဒီလိုအလုပ်တယ်ဆိုရင်နောက်ဆက်တွဲဒီလိုအကျိုးရလဒ်တွေဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီဇင်ဘာ9ရက်နေ့ seminar ပွဲတစ်ခုမှာပြောခဲ့ပူတယ်။အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်အကျယ်တဝင့်ရှင်းပြမယ်။ဘာကြောင့်လဲဆိုရင်ဒီဆေးတွေကကျွန်တော်ထိုးလိုက်ပြီဆိုရင်ကျွန်တော်တို့ဘိုက်မဆာအောင်လုပ်ပေးထားမှာ။ဘိုက်ဆာတဲ့နှုန်းရော့သွားမှာ။အဲ့တော့ဘိုက်မဆာဘူးစားခြင်းစိတ်မရှိတော့ဘူး။အဲ့ဒီကြားထဲမှာစိတ်ကမနေနိုင်လို့စားလိုက်ပြီဆိုရင်လည်းစားလိုက်တဲ့အစားအသောက်တွေကိုအစာအိမ်ထဲမှာအစာကြေနှေးအောင်လုပ်ပေးမှာ။တော်တော်နဲ့လည်းဘိုက်ကပြန်မဆာဘူး။နောက်တစ်ခုမအီမသာဖြစ်မဲ့ဘိုက်ကဲမဲ့ထပ်စားဖို့လည်းမဆန့်ဘူး။အဲ့လို signal တွေအုံနောက်ကရနေအောင်အဲ့ဒီဆေးကအဲ့လိုပုံစံမျိုးနဲ့ခန္ဓာကိုယ်ထဲမှာအလုပ်လုပ်တာ။ဒါအားလုံးနားလည်လွယ်အောင်မြန်မာလိုကျွန်တော်တဲရှင်းပြတာဟုတ်ပြီအဲ့တော့ဒီဆေးကိုဆရာဝန်တော်တော်များများမြန်မာနိုင်ငံမှာပေါ်တင်လမ်းညွှန်နေတာတွေကျွန်တော်တွေ့တယ်ဝိတ်ကြခြင်း3ဆိုပြီးတော့ကိုလမ်းညွှန်နေတာတွေ့တယ်အဲ့တော့ FDA လည်းရထားတယ်နောက်တစ်ခုဒါဆရာဝန်ကမ္ဘာတစ်ဝန်းလုံးကဆရာဝန်တွေကစဒီဟာကို weight loss drug တစ်ခုအနေနဲ့ကိုသူတို့ကချပေးနေတာဒါကောင်းတဲ့အချက်လားဆိုရင် no မကောင်းဘာကြောင့်လဲဆိုသူတို့တွေးလိုက်တာဒီ body transformation တစ်ခု fat loss progress တစ်ခုကိုလွယ်လွယ်လေးဆိုပြီးသူတို့ကဆုံးဖြတ်ပြီးတော့ဒီနီလန်းကိုသုံးစေချင်တာသူတို့စဉ်းစားတာရှင်းရှင်းလေးရေကယ်လိုရီအဝင်ထွက်တစ်ခုတည်းကိုသူတို့ကြည့်လိုက်တာကျွန်တော်ခန္ဓာကိုယ်ဒီဘိုက်တွေမစားတော့ဘူးအစာမကြေတော့ဘူးဆိုရင်အစာနည်းသွားတယ်အစာနည်းရင်ကယ်လိုရီအဝင်နည်းသွားတယ်ဘာဖြစ်မလဲကယ်လိုရီနည်းဝိတ်ကြပြီးပြီဆိုပြီးသူကရောကြိတ်တာတကယ်တော့အဲ့ဒါမှားတယ်ခန္ဓာကိုယ်အစီကြခြင်းဖြစ်စဉ်နဲ့ဝိတ်ကြခြင်းဖြစ်စဉ်ကမတူကယ်လိုရီရော့မှာဝိတ်ကြတာမှန်တယ်ကြကြတာအစီလားဝိတ်လားခန္ဓာကိုယ်အလေးချိန်ဆိုတဲ့အထက်မှာအကုန်ပါတယ်အယိုးစစ်တွေကအစကိုရင်းကလေးစားတွေအစုံကြောသားတွေရေတွေအစီတွေအကုန်ပါတယ်ဝိတ်ကြခြင်းနဲ့ဆိုတော့ဘာကိုကြခြင်းလဲအစီကြခြင်းတာမဟုတ်ဘူးလားဟုတ်ပြီအစီကြခြင်းနဲ့ဆိုရင်ကယ်လိုရီ short ရုံနဲ့အစီကြခြင်းဆိုလို့ရှိရင်လူတိုင်းအစီလွယ်လွယ်လေးချလို့ရနိုင်မှာပေါ့နော်ဘာကြောင့်လဲဆိုရင်ကယ်လိုရီ short ချလိုက်တယ်လူတိုင်းသိရလေကယ်လိုရီ short အစားနည်းရင်ကယ်လိုရီနည်းသွားမှာဘာကြောင့်တချို့လူတွေတန်တရားလည်နေကြရလေအဝလွန်နေသေးတယ်ကြောင်စာလောက်ပဲစားပြီးဘာလို့ဝတ်တုပ်ကြီးတွေဖြစ်နေသေးရဒါအဖြစ်ပဲဆိုတော့ဝိတ်ချခြင်းဖြစ်စဉ်မှာ calorie deficit ဆိုတာက basic အခြေခံ level ပဲအဲ့ဒီအဆင့်ပြီးသွားရင်နောက်တစ်ခုထပ်စဉ်းစားမှာ nutrition အစားအသောက်တွေမှာပါတဲ့ calorie ကိန်းဂဏန်းတစ်ခုတွေကိုကြည့်လို့မရဘူးအဲ့ဒီအစားအသောက်မှာပါတဲ့အာဟာရ nutrients ကတန်ဖိုးတွေပါကျွန်တော်တို့ကထည့်တွက်စဉ်းစားရတော့ဒီဖြစ်စဉ်ကိုခဏလေးထားလိုက်အောင်လက်ရှိတစ်ချက်ထိုးပိန်ဈေးဆိုတဲ့ခန္ဓာကိုယ်ထဲမှာ bite တင်းအောင်အစာမကြေအောင်လုပ်ပေးထားတဲ့ဖြစ်စဉ်ကြီးရဲ့နောက်ွယ်မှာဘာတွေဖြစ်လာနိုင်လဲကျွန်တော်ဆက်ပြောပေးမယ်အဲ့တော့နံပါတ်1ချက်အစားတွေမဝင်တော့ဘူး calorie အရင်နည်းသွားပြီဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ basal metabolic rate လို့ခေါ်တယ်ထိုင်နေအိတ်နေတဲ့ချိန်မှာတော့ခန္ဓာကိုယ်မှာလောင်ကျွမ်းနေတဲ့ calorie လောင်ကျွမ်းတဲ့နှုန်းဒါအလွယ်ပြောတာပေါ့အဲ့ဒီဟာကြီးကရော့သွားတယ်ရော့သွားဆိုဥပမာကျွန်တော်ကထိုင်နေအိတ်နေတဲ့လူတစ်ယောက်က calorie 2000လောင်ကျွမ်းနေတယ်သူ့ခန္ဓာကိုယ်ပုံမှန်တိုင်းစားတဲ့အချိန်မှာထိုင်နေအိတ်နေတော့ calorie 2000လောက်က daily လောင်ကျွမ်းနေတယ်ဆိုရင်အဲ့ဒီစီသုံးလိုက်လို့အစားနည်းသွားတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့2000မို့မလောင်ကျွမ်းတော့အစားဘယ်လောက်ဝင်လဲကယ်လိုရီ1500ပဲဝင်တာ1000ပဲဝင်တာ basal metabolic rate ကြီးက2000ကနေပြီးအဲ့ကိုဆင်းလာမှာအဲ့တော့ရေရှည်မှာဘာဖြစ်လဲဆိုရင်ကျွန်တော်တို့ကဆေးတွေရက်လိုက်တဲ့အချိန်မှာခန္ဓာကိုယ်ကဆေးနဲ့ထိန်းထားတာလေးဘိုက်မစားအောင်အဲ့တော့ဆေးရက်လိုက်ပြီဆိုရင်ဘိုက်စားလာမှာပဲဘိုက်စားလာပြီဆိုရင်စားပြီနှေးနေတဲ့ metabolism တခုကရုတ်တရက်ချက်ချင်းပြန်မမြင့်နိုင်အဲ့ဒီဂျားကာလာမှာ weight ပြန်တက်တာပဲ rebound effect လို့ခေါ်တယ်တန်ပြန် weight တက်ခြင်းပေါ့နော်ကျွန်တော်ခန္ဓာကိုယ်မှာတော်တော်များများ short တက်ခန္ဓာကိုယ်အရန် smart ဖြစ်တယ်ကျွန်တော်အုံနောက်ကအရန် smart ဖြစ်တယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့အယိုးရှင်းဆုံးဥပမာတစ်ခုကျွန်တော်ပေးမယ်ခန္ဓာကိုယ်ထဲမှာအဲ့ဒီ system ကြီးရှိတယ်ဘာလဲဆိုရင်ကျွန်တော်တို့မီးလာတဲ့အချိန်မှာဘာလုပ်လဲမီးပြတ်တယ်ဆိုတာလူတိုင်းကြုံနေရတဲ့ခက်ခဲဖြစ်တယ်မီးလာရင်ကျွန်တော်တို့ဘာလုပ်လဲ power bank တွေဖုန်းတွေအားသွင်းရမယ့်ဟာတွေအကုန်လုံးကိုအပြေးအလွှာအားသွင်းတယ်မီးပြတ်တဲ့အချိန်မှာသုံးဖို့အတွက်တကယ်ဆိုဖုန်းကအားသွင်းတယ်အားကုန်မှရင်ပြန်သွင်းမယ်နောက်တစ်ခါမီးပုံမှန်လာနေတယ်ဆိုရင်ပြောတာပေါ့မီးပြတ်နေတဲ့အတွက်ကိုကျွန်တော်ဖုန်းနဲ့အားသွင်းလို့မရတော့ဘူး power bank တွေပါစောင့်ထားပြီးတော့အားသွင်းရတော့တယ် power bank ထဲမှာလည်း battery အပူတွေရှိနေမှငါမီးပြတ်ရင်သုံးလို့ရမှာအဲ့ဒီသဘောပဲကျွန်တော်တို့ခန္ဓာကိုယ်ကဒီမှာငါ calorie အရင်နေနေပြီအားနေနေပြီဟုတ်ငါခန္ဓာကိုယ်နောက်တစ်ချိန်ဒါမျိုးကြုံရရင်ငါအားမနေအောင်ဘယ်လိုပြင်ဆင်မလဲဆိုပြီးခန္ဓာကိုယ်က rebound effect လို့ခေါ်တယ်အစားတွေပြန်စားခြင်းဈေးရှင်ရက်သွားတဲ့အချိန်ဘိုက်တွေပြန်စားလာတယ်အစားတွေပြန်စားပြီဆိုတဲ့အချိန်မှာ power bank တွေစုထားလိုက်တယ်။ဘာလုပ်တာလဲဆိုရင်စားသမျှကိုအစီဖြစ်သိမ်းတာ။နောက်တစ်ချိန် weak ဖြစ်လာပြီခန္ဓာကိုယ်အားနည်းသွားပြီဆိုတဲ့အချိန်မှာသူအဲ့ဒီအစီတွေနဲ့ energy ထုတ်သုံးနိုင်ဖို့အစီတွေကိုပို့စုတာ
ပုံမှန်ထက်ကိုပိုစုတယ်ဒါကနောက်ဆက်တွဲတွေပေါ့နော်အဲ့တော့ဒါကအစီတက်ချင်းကြာချင်းတစ်ခုတည်းပဲကျွန်တော်ရှင်းပြတာဖြစ်သေးတယ် metabolic rate နှီးသွားခြင်းရဲ့နောက်ွယ်ပါ metabolic disease တွေအများကြီးရှိတယ် metabolic disease ဆိုတာကစီးချိုသွေးတိုးနှလုံး uric acid များတာ gout liver ဒါတွေအကုန်လုံးက metabolic disease လို့ခေါ်လို့ရတယ်ပေါ့နော် metabolism ချို့ယွင်းတာတွေကနေပြီးတော့တဆင့်ဖြစ်လာတဲ့ယောဂတွေတော့ဆရာဝန်တွေကလည်းပြောတယ်ဒီဆေးကအကုန်လုံးတော့ကောင်းတယ်ပေါ့နော်အသေးအစီဖုံးသမားတွေရောနှလုံးယောဂအတွက်ကောတခြားဒီယောဂကုတဲ့နေရာမှာသွေးတိုးတွေပါအကုန်ထိန်းဖို့အတွက်ကိုတော်တော်လေးအဆင်ပြေတယ်ဆိုပြီးတော့သုံးနေတယ်ဒါပေမဲ့ကိုကလူကောင်းကြီးတယောက်ကအဲ့ဒါကိုသွားသုံးပြီးတော့အခက်မသိလို့အဲ့ဒီယောဂတွေဝင်လာတယ်ဆိုရင်တန်သေးလားပေါ့နော်အဲ့ဒါနောက်ဆက်တွဲကျန်းမာရေးကိုချင်းချင်းနိုင်အောင်ရှင်းပြတာဖြစ်တယ်ဝိတ်ချတဲ့အချိန်စီချတဲ့အချိန်မှာ metabolism ကို short မတွက်ပါနဲ့ metabolic rate အနှေးခံပြီးတော့အကျခံပြီးတော့ဝိတ်ချတဲ့ဖြစ်စဉ်မျိုးကယာယီပဲရပါလိမ့်မယ်ပြီးသွားရင်ကျွန်တော်ခုနရှင်းပြခဲ့သလိုပဲခန္ဓာကိုယ် power bank အနေနဲ့ ready စောင့်နေမှာမီးပြန်လာတဲ့အချိန်ကိုအစားပြန်စားတဲ့အချိန်မှာအကုန်လုံးကဆွဲယူထားမှာခန္ဓာကိုယ်ထဲမှာ fat cell တွေအနေနဲ့အဆီ cell တွေအနေနဲ့သူကအထက်မှာတိုးလောင်ထားမှာအဆီတွေကိုတိုးလောင်ထားမှာဆိုတော့အဆီ cell တွေခန္ဓာကိုယ်မှာပြည့်လာပြီဆိုရင်ထပ်ပွားမယ်အဆီတွေပိုစုမယ်ဒါသူ့ရဲ့လုပ်ငန်းစဉ်ပဲသူ့ရဲ့ power bank ကဒါပဲအဲ့တော့ဘာကြောင့်လဲဆိုရင်နောက်တစ်ချိန်ဒါမျိုးထပ်လုပ်လို့ရှိရင်သူခန္ဓာရည်ရှိအောင်လို့ပြင်ဆင်ပါပဲဒါကျွန်တော်တို့အုံနောက်က system ကျွန်တော်တို့အုံနောက်ထဲမှာပါလာတဲ့သူ့ရဲ့အတိတရားပေါ့ကျွန်တော်တို့လိုက်မမီမဲ့အုံနောက်ကကျွန်တော်တို့ခန္ဓာကိုယ်အကြောင်းကောင်းကောင်းသိတယ်နောက်တစ်ချိန်တော့ကိုသူကအမြဲကြိုတင်ပြင်ဆင်တယ်အဲ့ဒါကို survival mood လို့လည်းခေါ်တယ်ဒီဖြစ်စဉ်ကိုအားလုံးနားလည်မယ်ထင်တယ်ဒီဟာနားလိုက်ပြီဆိုရင်ကျွန်တော်တို့သုံးသင့်လားမသုံးသင့်လားဆိုတာတေချာဆုံးဖြတ်လို့ရပါပြီသုံးခြင်းမသုံးခြင်းကျွန်တော်မတားဘူးမကန့်ကွက်ဘူးမတိုက်တွန်းဘူးကိုရွေးချယ်ခွင့်နဲ့ကိုသုံးလို့ရတယ်မရဘူးမဟုတ်ရတယ်စီးနဲ့ကန်းနဲ့သုံးလိုက်နာရမယ့်ဟာတွေကိုတေချာလိုက်နာအရေးကြီးဆုံးဒီကျွန်တော်ပြောတယ်ကြိုက်တာကိုသုံးခန္ဓာကိုယ်ရဲ့ metabolism ကိုလုံးဝအထိမခံဒါပဲအဲ့တော့ metabolism ကိုတေချာပေါက်ဒီဆေးက dosage များလာတဲ့အတူစွမ်းပြလာတဲ့ metabolism ကိုထိကိုထိ metabolism ကိုကစားပြီးတော့ဝိတ်မချပါနဲ့ metabolism ကိုအထိခိုက်ခံပြီးတော့အစီချဖြစ်စဉ်ကြီးကိုမရင်းနှီးပါမတန်ဘူးဒါလေးကိုအားလုံးနားလည်အောင်မျှဝေပေးတာဖြစ်တယ်ဒီဟာတွေကသူတို့ကအခုမှသူတေသနာအသစ်တွေပါပြောနေကျွန်တော်တို့ body transformation specialist တယောက်အနေနဲ့ဒီဆေးကဘယ်လိုအလုပ်လုပ်တယ်ဒါကိုသိပြီဆိုတာနောက်ဆက်တွဲဘာတွေလာတော့မယ်ကျွန်တော်အများကြီးပြောခဲ့ပြီးသွားပြီကျေးဇူးတင်ပါတယ်